ဒီတစ်ခါတင်ဆက်ပေးမှာကတော့တကယ်ကိုရင်သက်ရှူမောစရာကဘာမီရဲ့တမိုင်းကြီးဖြစ်ပါကျွန်တော်တို့ရဲ့ကဘာမီပြိုင်အောင်အင်္ဂလိပ်ဟာလွန်ခဲ့တဲ့နှစ်ပေါင်းပြီးရမောင်းများစွာပဲဟုတ်ကခဲရီနဲ့တိုက်ခိုက်ခံရတခြားဂရူတွေနဲ့တိုင်ပြီးအချင်းချင်းရေခဲဖုံးလွှမ်းခံရတာတွေပြီးယူကြောင်ကြောင်ကိုထူးဆန်းတဲ့တက်ရှိမျိုးစုံပဲအုပ်ဆိုးတာကိုလည်းခံခဲ့ရတာဆိုတော့ဒီကဘာကြီးဘလူများရှင်တန်လာခဲ့တယ်ဆိုတာအဖို့ဆရာဒါပေမဲ့ဒီတမိုင်းကြောင်ကိုပြန်လဲလာကြည့်မယ်ဆိုရင်တော့အစဆုံးကနေပြန်ဆက်ရပါလွန်ခဲ့တဲ့နှစ်ပေါင်း4.5 ဘီလီယံလောက်ကကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းဟာကျေရာယာကြားကရန်ဝေးနဲ့ဖုံမုံထူထပ်တဲ့တိမ်နိုင်ခီတွေကနေစတင်ပေါ်ထွက်လာခဲ့ပါတယ်ဒီတိမ်နိုင်ကြီးဟာလက်ပတ်နေတဲ့ရာဝတ္ထုပြခီးပြီးပြိုကျသွားပြီးပိုပြီးပူလာရာကနေနောက်ဆုံးမှာဟိုက်ဒရိုဂျင်ကနေဟီလီယမ်ကပေါင်းဆက်သွားတဲ့အခါနေမင်းကြီးစတင်မွေးဖွားလာခဲ့ပါတယ်ဒီမင်းမွေးဖွားလာပြီးတဲ့နောက်မှာတော့လက်ပတ်နေတဲ့အပြင်ဘက်အစွန်ဖျားကရာဝတ္ထုတွေအလုံးဟာစုပေါင်းပြီးအလုံးလိုက်ဖြစ်ပေါ်လာကြပါတယ်ဒါတွေဟာကျွန်တော်တို့နေဖွဲ့စည်းတွေကဂျိုတွေနဲ့ဂျိုရန်လေးတွေအစဖြစ်လာခဲ့ပါတယ်နေနဲ့နီးတဲ့နေရာတွေမှာကြောက်သားပစ္စည်းတွေကနေအင်္ဂါဂျိုနဲ့ကဘာမြေလိုဂျိုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အဲ့ဒီအချိန်ကကဘာမြေတွေဟာဒီတောင်မြေအလုံးပေါ်များပြီးလှုပ်ရှားနေပါတယ်ဟိုက်ဒရိုဂျင်ဆာဖိုက်မီသိန်းကာဗွန်ဒိုင်အောက်ဆိုက်အတွေ့တွေပန်းထုတ်နေတာကကဘာပေါ်ကပထမဆုံးလေထုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီအချိန်မှာပဲမတ်ဂျူအယူအဆရှိတဲ့တေးရလို့ခေါ်တဲ့ဂျိုတစ်ခုကတော်ရဲ့ကဘာမြေတွေကိုဒီနင်းခန့်ပတ်တိုက်ခိုက်ခဲ့ပါတယ်ဒီကြီးမားတဲ့တိုင်မီမှုကြောင့်ကဘာမြေပတ်လန်တစ်ဝိုင်းမှာအပိုင်းအစတွေမစင်ထွက်တော်ခဲ့ပြီးဆွေအားကြောင့်စူးစိမိတာကနေကျွန်တော်တို့သိကြတဲ့လာမိန်ကြီးဖြစ်ပေါ်လာခဲ့တာပါအစောပိုင်းကဘာမြေကပူလွန်လာကြောင်းရေတွေအလုံးဟာရင်ငွေအဖေပဲထိရှိနေခဲ့ပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့3.8 ဘီလီယံလောက်မှာကဘာကြီးအေးလာပြီးရေတွေဟာအရေးအဖြစ်စူးစီးလာတဲ့အခါပထမဆုံးသမုဒ္ဒရာကြီးတွေဟာကဘာမြေကိုလွှမ်းခြုံပြီးရေကဘာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ရေအားသက်ရှိတွေအတွက်မရှိမဖြစ်တဲ့အရာဖြစ်တဲ့ကြောင့်ရေတွေများလာတဲ့နဲ့အများလွန်ခဲ့တဲ့3.9 ဘီလီယံလောက်မှာပထမဆုံးသက်ရှိတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်ဒီသက်ရှိတွေကတော့အနုချီမှန်ပြောင်းတဲ့မှာနေရတဲ့တင်းငယ်တဲ့ဇီဝသက်ရှိတွေဖြစ်ပါတယ်နေပေါင်းဘီလီယံလောက်ချပြီးတဲ့နောက်မှာစာရင်းဥပဒေတွေရလို့ခေါ်တဲ့ဇီဝသက်ရှိအချို့ဟာလွန်ခဲ့တဲ့2.5 ဘီလီယံလောက်မှာအလင်းဖြင့်အစာချက်လုပ်လိုက်တဲ့ပထမဆုံးသက်ရှိအဖြစ်ပြောင်းလဲလာခဲ့ပါတယ်သူတို့ကြောင့်ပဲကမ္ဘာလေထုထဲမှာအောက်ဆီဂျင်တွေစတင်များပြားလာပြီးသက်ရှိတွေတို့ပိုပြီးတိတ်တော်တဲ့ပုံပဲကြီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒီအောက်ဆီဂျင်တွေများလာတာကြောင့်လေထုထဲကကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကအရင်နဲ့တွားပြီးကမ္ဘာကြီးဟာအေးခဲသွားခဲ့ရတာပထမဆုံးရေခဲစတင်ခဲ့ပြီးကမ္ဘာပေါ်မှာပထမဆုံး craters တွေပေါ်လာပြီးနောက်မှာဒီမြေထုတွေဟာပြန်လည်စူးစီးပြီးကြီးမားတဲ့တိုက်ကြီးတွေဖြစ်ပေါ်လာပါတယ်Valbara ဟာပထမဆုံးပေါ်လာတဲ့တိုက်ကြီးငယ်ဖြစ်ပြီးဩစတြေးလျတိုက်ထက်တောင်တင်းငယ်မယ်လို့ယူဆရပါတယ်။ Brodinia ကတော့ Valbara ပြိုကွဲပြီးနောက်စူးစီးလာတဲ့တကယ့်ကြီးမားတဲ့တိုက်ကြီးဖြစ်ပေါ်လာတာပါ။ကမ္ဘာပေါ်မှာပေါ်မှုသမျှတိုက်ထဲမှာအကြီးဆုံးဖြစ်နိုင်ပါတယ်။ Pannotia ဟာ Brodinia ပြိုကွဲပြီးနောက်ပေါ်လာတဲ့တိုက်ကြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်940မှာ185တန်းကြာကာလကို Cambrian ပေါက်ကွဲမှုလို့ခေါ်ပါတယ်။ဒီချိန်မှာကိုခန္ဓာအစိတ်အပိုင်းတွေပါဝင်တဲ့သက်ရှိမျိုးစိတ်တွေအများအပြားရုတ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်။ Trilobites လို့ဂိုဒါနဲ့တူတဲ့တတ္တဝါတွေဟာနာမည်အကြီးဆုံးပါပဲ။လွန်ခဲ့တဲ့2440လောက်မှာယာဒီဥရုယူနီရဲ့ပြောင်းလဲပြီးသမုဒ္ဒရာအပူချိန်တွေတိတိတတ်တာပြောင်းလဲသွားတဲ့အခါပထမဆုံးသောအစုလိုက်အပြုံလိုက်မျိုးတုံးမှုထရက်ကြီးဖြစ်ပေါ်ခဲ့ပါတယ်။ဒါကို Ordovician Silurian မျိုးတုံးမှုလို့ခေါ်ပြီးကမ္ဘာပေါ်ကသက်ရှိများစုပြောက်ွယ်တော့ခဲ့ရပါတယ်ဒီအချိန်လောက်မှာပဲပထမဆုံးသစ်ပင်တွေဟာကမ္ဘာမြေပေါ်မှာစတင်ပေါက်ဖွာလာခဲ့တယ်ပထမဆုံးရိတ်ဆန်တဲ့အားနဲ့ရေထဲကနေကုန်းပေါ်ကိုတက်ရောက်လာနေကြပါတယ်ကမ္ဘာပေါ်ကကုန်းအားလုံးစုစည်းပြီးနောက်ဆုံးမှာအကြီးဆုံးတိုက်ကြီးဖြစ်တယ်ပန်ဂျီယောက်ကိုဖြစ်ပေါ်လာစေခဲ့ပါတယ်
စိတ်မခေါင်းစရာကဒီကာလာဟာအမိုက်တခြားအစိုးဝါဆုံးအစုလိုက်မျိုးတော့ပြီးရချင်တိုက်ဆိုင်တယ်ဟာလိုဝင်းတရဝဲကြီးများပြချွတ်ရှိလာတယ်ကဘာကြီးပူလွဲလာမှုကြောင့်ကဘာပေါ်ရှိ music အားလုံးရဲ့90ရာခိုင်နှုန်းလောက်ပျောက်ကွယ်သွားနေရဒီမျိုးသုံးမှုချီကမယ်ပထမဆုံးဒိုင်နိုဆောတွေပေါ်လာပြီးနောက်ထပ်တန်150လုံးကဘာမြေကိုသူဆိုခဲ့ကြပါလေဒါကိုတော့လူတိုင်းသိပြီးသားပါလူခဲတဲ့66တန်းလောက်မှာကြီးမားတဲ့ဥက္ကခဲတုံးကမက္ကဆီကိုနေရာကိုဝင်တိုက်ခတ်ခဲ့ပါလေဒီတိုက်ခတ်မှုကြောင့်ပုံမှုတွေဟာနေထုတဲ့ကိုရပြစွာရောက်ရှိပြီးမြောက်ကြီးကိုပိတ်ဆို့ခဲ့တာကြောင့်ဓာတ်တွေကိုပြင်းထန်စွာပြောင်းလဲတာဒိုင်နိုဆောတွေတေဆုံးမျိုးသူသွားခဲ့ရပြန်ပါလေဒိုင်နိုဆောတွေမျိုးသူပြီးတဲ့နောက်မှာတော့လူတိုက်တဝါတွေပို့ပြီးရေးပါလာခဲ့ပါတယ်လူခဲ့တဲ့6တန်းလောက်မှာပထမဆုံးလူသားဆန်တဲ့တက်ရှိတွေဟာဒီပထောက်ပြီးစတဲ့တိုင်ဆောင်ခဲကြပါတယ်လူသားတွေဟာမမိုက်စပ်ပြီးတိုင်ဆောင်တက်လာကြပြီးနောက်တန်းအကြမှာပထမဆုံးအရာဝတ္ထုတွေဒီထွေအသုံးပြုလာနိုင်ခဲ့ကြပါတယ်မြေကိုထိချုံတက်လာကြပြီးအစားအစာချက်ပြုတ်ချက်အပူပေးချက်ပြုလုပ်လာခဲ့ကြပါတယ်အုံနောက်တွေဟာပုံမလေးမဲ့စွာစစ်ကေးပြောင်းလဲလာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လူသားတွေဟာတနေရာထဲမှာအခြေချပြီးပထမဆုံးလေယာစိုက်ပျိုးသူများဖြစ်လာခဲ့ကြပါတယ်ဒီပေါင်းများစွာကြာပြီးနောက်မှာကျေးလက်မှာစိုက်ပျိုးရေးအခြေခံလူအဖွဲ့အစည်းတွေဟာစက်မှုလုပ်ငန်းကိုအခြေခံတဲ့မျိုးပြလူအဖွဲ့အစည်းတွေဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ထောင်ရှိတာလေးခုနှစ်မှာလူဦးရေ1 ဘီလီယံရှိခဲ့ရတာလေ1929ခုနှစ်မှာ2 ဘီလီယံဖြစ်လာခဲ့ပြီးယခုခါမှာတော့10 ဘီလီယံကျော်အထိလင်းမြန်စွာတိုးတက်လာခဲ့ပါတယ်ယခုချိန်မှာတော့ကမ္ဘာမြေပေါ်ကတက်ရှိတဲ့ချင်းချောက်မှုအသစ်တစ်ခုပေါ်လာခဲ့ပါတယ်ဒါကတော့ဂျာဒီဥပပြောင်းလဲမှုနဲ့လူသားတွေရဲ့လောဘစစ်ပွဲတွေရဲ့အစာပဲဖြစ်ပါတယ်ကမ္ဘာသူဝင်းမှာအပူချိန်နဲ့ပယ်လေမျက်နှာပြင်တွေမြင့်တက်လာနေပြီးဇီဝမျိုးစုံမျိုးကွဲတွေဆုံးရှုံးလာနေပါတယ်အခြေအနေတွေမပြောင်းလဲဘူးဆိုရင်ကျွန်တော်တို့ဟာနောက်ထပ်အဆူလိုက်အပြုံလိုက်မျိုးတုံးမှုဖြစ်ရတဲ့ခုဖြစ်ပေါ်လာအောင်မလားဆိုတာမသိနိုင်ပါဘူးဒီကနေ့တော့ဒီလောက်ပါပဲခင်ဗျာလောက်ခတ်စိတ်ဝင်စားစရာအကြောင်းတွေတင်ဆက်ပေးသွားမှာမို့ like and follow လေးလုပ်ထားလိုက်ပါတင်းရဲ့အမြင်တွေကိုလည်း comment မှာရေးသွားပေးပါဦးခင်ဗျာ England Learn Expand your view